ကိုတရုတ်နိုင်ငံပဲဘာသွားလုပ်လဲအဲ့ဒါလေးနည်းနည်းရှင်းပြပြပါဦး အလုပ်သွားလုံးမလို့ ဟိုဘယ်လိုလုပ်မျိုးသွားလုပ်လဲဗျာ အဲ့ဒါမသိဘူးလေဒီကအကိုတွေခွာလို့မင်းတို့ကလာတာလေ အော်ဘာလုပ်မယ်လို့ပြောလဲ သူတို့တွေကလားခရင်ခမ်းမှလုံးမလို့ပြောတာလေ အော်စိုက်ပျိုးရေးပေါ့နော် ဟုတ်ကဲ့ ဟုတ်ကဲ့တနေ့ကိုဘယ်လောက်ရမယ်လို့လည်းပြောတယ် တရက်မှာဘယ်လောက်ရမယ်ဆိုတော့မသိသေးဘူးလေသူတို့ပြောမှသိမှာပေါ့